Hello ဒီနေ့တော့ကျမတို့ A channel ကိုအလဲခေါ်ရမယ်ရှင်ကျမတို့ A channel မှာတော့တရသီးတွေအများကြီးတီးနေပါတယ်တရသီးတွေကတော့ပြုတ်ခဲနေပါတယ်စားလို့လည်းမကုန်ပါဘူးရှင်တီးတွေကအရန်ကိုများပါတယ်ဒီတရက်ပင်နဲ့ဒီဘက်ချမ်းမှာဆိုရင်ကျမောက်ပင်မှာရှိပါတယ်ကျမောက်ပင်ကလည်းအဲ့လိုပဲကျမောက်တီးကပြုတ်ခဲနေပါတယ်နေရင်ပူလို့ကျမောက်တီးကတီးတိတ်မကြည့်တော့ပေါ့နော်ဒါတော့ကျမတို့ A channel မှာရှိတဲ့မင်းကော့ပင်တွေပါမင်းကော့ပင်တွေမှာမင်းကော့တီးတွေလည်းတီးနေပါတယ်မင်းကော့တီးတွေကတော့ပထမဆုံးစတီးတော့ဆိုရင်တီးကတိတ်မအောင်ကိုတော့တီးနေ3နှစ်ရှိပြီဒီနေ့ကတော့တီးတွေအများကြီးအောင်ပါတယ်ဒါပေမဲ့မှက်လာဆိုတော့မမှက်တော့မှက်သေးပါဘူးခက်သေးသေးလေးမှာစာတီးတွေကစာတီးနေပါလေပြီးတော့ကျမတို့အိမ်ချမ်းရဲ့မင်းကော့ပင်ရဲ့ဒီပချမ်းမှာဆိုရင်လည်းတံမြာပင်တွေလည်းရှိပါတယ်မင်းကော့တီးတွေရတယ်ဒီလိုမျိုးအယောင်လေးဆိုအရန်ချစ်ဖို့ကောင်းတယ်ဒါကတော့တံမြာပင်လားတံမြာပင်မှာလည်းတံမြာတီးတွေအရန်ပျော့ခဲပြီးတီးနေပါတယ်ຫນွေနီဒီနှင်းကလေးနေပူများလို့လားမသိဘူးတံမြာတီးတော့တိတ်ပြီးတော့တိတ်တီးရမကြည့်တော့ဘူးဒါပေမဲ့တီးငယ်ဆိုပြီးတော့ထင်မသေးနိုင်တော့เนาะအရေးတွေကတော့ရွှမ်းနေပါတယ်တီးလေးကဒါတီးလေးဒါပေမဲ့ခွန်ပါးလေးနဲ့သူအရေးအရင်ရွှမ်းနေတီးလေးပါတမယာတီးတွေလည်းပျော့ခဲပြီးတော့အများကြီးတီးနေပါလိမ့်ရှင်ဒါကတော့ကျမတို့ A channel ရဲ့ innovative တွေပါတမယာတီးတွေလိုရင်လည်းလောက်ခူးလို့ရပါတယ်ဒါကတော့တမယာဘေးရဲ့ဘေးမှာတော့အုံးမိန်ရှိပါတယ်အုံးမိန်လည်းအဲ့လိုပဲအုံးတီးတွေလည်းနေလေးနဲ့ခူးစားလို့ရပါတယ်ပြီးတော့ဒီဘေးကအုံးကြီးကလည်းအရန်ကိုလည်းချိုးတယ်နေမကောင်းတဲ့သူတွေဆိုရင်လာခူးကြတယ်အုံးမိန်ကလည်းနေလေးဆိုတော့လေလက်နဲ့လည်းခူးလို့ရတယ်ပင်မတက်ဆံမလို့ပါဘူးဒါကတော့ကျမအမေစိုက်ထားတဲ့တမင်လေးတွေပါဒါကတော့သစင်ဥလေးတွေပေါ့နော်သစင်ဥရှိတဲ့တက်ခွာရှိမယ်ကတ်တလိရရှိမယ်ဒါကတော့ကျမအိမ်ရဲ့ channel မှာအမေစိုက်ထားတဲ့ပင်လေးတွေပါသစင်ဥကတော့ဒီနှစ်မှာဆောက်ဆိုင်ပြီးအခုမှဆိုတော့လေတော့လုံးလေးနဲ့တင်းငယ်နေပါတယ်ဒါကတော့ကတ်တလိရပန်းလေးပါဖွက်တာကြတော့နည်းနည်းလေးတော့နှွမ်းနေပါပြီရှင်ဒါကတော့သစင်ဥလေးတွေပေါ့နော်သစင်ဥတွေအရွယ်လေးတွေထွက်နေပါပြီနောက်နေ့ကျရင်သစင်မန်းလေးရောင်းပေးပါမယ်ဒါကတော့အိမ်မှာရှိနေတဲ့ပန်းလေးပါဒါတော့ကျမတို့အိမ်ရှိမှရှိနေစက်ကူပန်းမင်းလေးပါပြီးတော့အိမ်ရှိမှာဘာပင်လေးတွေရှိတယ်ဆိုတော့ခရမ်းကျင်ပင်လည်းရှိပါလေခရမ်းကျင်ပင်မှာတော့ခရမ်းကျင်ဒီအမှတ်တွေကတော့မေးရတော့ခူးသွားပြီဒါကတော့အစိမ့်နေမှကြံပါတယ်ကျမတို့အိမ်ရဲ့အလဲလာရင်အသီးနှံတွေအများကြီးစားရပါမယ်ဒါကတော့အိမ်ရဲ့ဘေးမှာရှိနေတဲ့ချင်မရွယ်လေးပါချင်မရွယ်ရဲ့ကြားထဲမှာဘာစိုက်ထားတာလဲဆိုတော့ရှမ်းနဲ့လေးစိုက်တာပါလေရှမ်းနဲ့လေးထွက်လို့မခံပါဘူးကျမရမ်းကြိုက်လို့မြင်ရင်းကူးစားပါလေဒါကတော့အိမ်မှာပွင့်နေတဲ့နှင်းစီပန်းလေးပါနှင်းစီပန်းကတော့ခုမှစထွက်တာဆိုတော့လေပန်းပွင့်လေးတေးသေးလေးဖြစ်နေပါလေနှင်းစီပန်းလေးလည်းနီတောက်နေပြီးတော့ရမ်းကြိုက်ပါလေနှင်းစီပန်းလည်းဘယ်လောက်ပဲဝယ်မိုးရသည်ဆိုလေသူ့လိုလိုတေးသေးသွားအဲ့ဘာဖြစ်လို့လဲမသိဘူးဒါကတော့အိမ်ချမ်းထဲမှာရှိနေခင်းချင်းဒီအမှတ်လေးတွေကိုမေရောပူထားပါတယ်ရှင်ခင်းချင်းဒီအမှတ်လေးကလက်ဆက်နေတာပဲဒီနေ့ကအိမ်ကိုတူမလေးလာဆိုတော့တူမလေးကိုဒူးရင်းလေးခွဲကြည့်ပါမယ်